結果我特開冇開呢路噶，愛是拜別去到的啩。冇講好價啲啩，就要買表年嚟啩，比佢哋幾曬比翻先咯啩，嘅買啲啩。ဒီနေ့ကစာပြီးမင်းတို့ကြာနေမမိုးတွေမတောင်းတော့ပါဘူးလို့ငါခရီးပြီးပါလေကွာအဲ့တော့ကွာငါတို့ဒီနေ့ငယ်ချင်းအဖြစ်လုံးတဲ့အနေနဲ့ငါတို့ချစ်ချစ်ကစားပွဲတစ်ခုလောက်ကစားကြဆိုပါဘလို့လဲကွာအားရကောင်းတာပေါ့ကွာစပိုက်ရကစားမယ်လေကွာငါလည်းဒီเจ้าမှာပြင်းနေရကွာငါစာမလုပ်ချင်ဘူးကွာဟဲ့အောင်တော့မေးပါပြောနေရလေကွာမေးတကယ်ပဲအဲ့စပိုင်းနဲ့မေးတငယ်ချင်းလုံးတော့မှာလားကွာဂျေရီရလဲကွာမင်းရလဲစပိုက်ကအရင်တော့မဟုတ်တော့ပါဘူးကွာအဲ့လိုစီကနေမမတောင်းတော့ပါလို့သူခုနပြောခဲ့တယ်မလားကွာအဲ့တော့ကွာဒါငါတို့အတွက်သတင်းကောင်းပဲကွာကဲလို့ဒါသူနဲ့ငါတို့တငယ်ချင်းမလုပ်ဘူးဆိုတော့ငါတို့အမြဲတမ်းသူ့ကိုမမိုးတွေပေးနေရမှာလေကွာဟေးအောင်ရအဲ့တော့ကွာငါတို့သူနဲ့တငယ်ချင်းပြတာပို့ပြီးတော့ကောင်းတယ်ကွာဟုတ်ပြီကွာဟေးအောင်အဲ့တော့စပိုက်ရင်ငါတို့ဘယ်လိုမျိုးကစားနည်းကစားကြမလဲဒီလိုကွာအဲ့ဒါဆိုရင်လေငါတို့ကစားပွဲနဲ့မှာငါတို့အပြီးပြိုင်တဲ့ကစားကြဆိုကွာဘယ်လိုလဲကွာမင်းတငယ်ချင်းအောင်ကြီးကိုပါခေါ်လိုက်လေငါတို့၄ယောက်အပြီးပြိုင်ကြဆိုကွာဟုတ်တာပေါ့ကွာကောင်းတယ်ဟောပြောအောင်ကြီးကိုလမ်းခေါ်လာမယ်ဟေးအောင်ကြီးလာခဲ့အောင်ကွာလာငါတို့ဒီမှာအပြေးပြန်ဝင်မှာအပြေးပြန်တဲ့ကစားမလို့ကွာဒီမှာ police spy လည်းရှိတယ် Jerry လည်းရှိတယ်ကွာအဲ့တော့၄ယောက်အပြေးပြန်ကြဆိုကွာalright get ready ဖြစ်ပြီလားအေးကွာတော့ငါတို့ ready ဖြစ်ပြီကွာဟုတ်ပြီ Jerry ရောမင်းရော ready ဖြစ်ပြီလားဟဲ့တော့ရမေးဘာလုပ်နေရလဲကွာဟဲ့အောင်ရအဲ့တော့ Chris Spine နဲ့ရောက်တငယ်ချင်းမလုပ်တင်ဘူးနော်ကွာ Jerry မင်းဘာလာရောင်းနေရလဲကွာအပြည့်လေကွာငါတို့ Chris Spine နဲ့တငယ်ချင်းလောက်တော့ပို့ပြီးတော့တငယ်ချင်းအစ်စ်တွေရတာပေါ့ကွာဟုတ်သလားခုဆိုငါတို့တငယ်ချင်း၄ယောက်ဖြစ်သွားပြီကွာကဲပြောနေရကြကွာလားငါတို့အေးပြန်ကြဆိုကွာဘယ်ကနေပဲဒီလဲဆိုဒီကနေငါတို့ဒီကိုပြန်လာနိုင်တဲ့အချိန်ပေါ့ကွာဒီကိုအရင်ဆုံးပြန်လာနိုင်တဲ့လူကနိုင်မယ်ကွာကဲ ready 3 2ငါတို့ပြေးပြီး1 let's go ဟဲ့တော့မင်းကွာရဘာလို့ညစ်တာလဲကွာဟဲ့ရဘာဖြစ်လဲကွာ Oh my god နောက်ကနေလိုက်လာနေပြီကွာ Oh my god မင်းတို့ကောင်တွေငါတော့မမြင်ပါဘူးကွာOh my god နောက်ကနေလိုက်လာနေပြီကွာအော်ပြီးရမြင်နေရမင်းတို့ကောင်တွေဘယ်လောက်မြင်မြင်ငါ့ကိုတော့မမီဘူးကွာ let's go လောက်တာကွာအားနေမယ်တုံးကွာပြေးတာရှင်နာလေးဆိုရောက်တော့မှာကွာ I just wait ငါပို့ပြီးတော့ပြေးမြန်တယ်ကွာပြေးတာဟဲ့တုံးရင်ခဏစောင့်ပါဦးကွာတုံးရမင်းကငါပြောစရာရှိရယ်ဘာကြီးပြောမလို့လဲကွာပိုရင်ငါ့ကိုရှောက်ပြောမနေနဲ့ကွာဘာမှပြောစရာမရှိဘဲနဲ့ပြီးမှပဲပြောကွာငါပန်းနဲ့ဝင်တဲ့ချိန်ကျမှပဲပြောကွာဝင်တော့ပြီ yes နိုင်တော့ပြီကွာတုံးရမင်းတော်မြင်တာပဲကွာဟုတ်တာပေါ့ကွာအော်ကြီးငါဒီကပောင်မှာအမြန်ဆုံးကွာ Super Hero Plus တောင်ပို့ပြီးတော့မြင်ရသေးတယ်ကွာကဲပါဖြစ်ကွာဒီအပြေးပြတ်ပွဲမှာမင်းနိုင်သွားတဲ့အတွက် congratulation ပါသူကြီးအဲ့တော့ငါတို့ကိုကစားပြီးတငယ်ချင်းတွေဖြစ်သွားရင်တော့ရောက်တော့ဟုတ်တာပေါ့ကွာငယ်ချင်းတွေဖြစ်သွားပြီကွာအင်းရလိုမျိုးငါတို့စီကနေမင်းမတောင်းတော့ပါဘူးလို့မင်းဂရီပေးတိုင်းတော့ရ free spy မင်းအဲ့ဂရီတော့မင်းတီအောင်လုပ်တော့ဒီပါကွာစိတ်ချပါကွာတော့ရမနာပြောမယ်ဆိုတော့ငါဒီเจ้าမှာတယောက်တည်းပြင်းနေရပေါ့ဒီကငါမှာမင်းတို့လိုမျိုးတငယ်ချင်းလည်းမရှိဘူးကွာလူတွေကလည်းငါ့ကိုယူဆိုးတဲ့ခွေးဆိုပြီးတော့လောင်ပြောင်ကြတယ်ကွာအဲ့ဒီတန်းတွေကိုမခံနိုင်တော့လို့ပါကွာတကယ်ပြောအခုဆိုရင်ငါတငယ်ချင်းအစ်စ်တွေရလာပြီဆိုတော့မင်းတို့လည်းပဲတူတူပြပရှင်နေတော့မယ်လို့ငါဆုံးဖြတ်ချက်ချလာပြီကွာအေးကွာအဲ့ဒါပိုကောင်းတယ်ကွာဟဲ့အောင်ခွေးစပိုက်ရငါလည်းမင်းနဲ့အခုလိုမျိုးတငယ်ချင်းပြရတော့ဝမ်းသာတယ်ကွာအင်းရလိုမျိုးငါတို့မုံမိုးတွေကိုမင်းကမတောင်းတော့ဘူးဆိုတော့လေငါတို့အေးစစ်စစ်ဖြစ်သွားပြီကွာနောက်ပြီးငါတငယ်ချင်းအော်ဂီရဲ့မုံမိုးလည်းမတောင်းနဲ့တော့အော်ဂီကလည်းငါတငယ်ချင်းပဲကွာနော်ဒီမှာကွာစိတ်ချပါကွာမတောင်းပါဘူးဒါနဲ့ရောက်ရေးတူရေးမင်းဒီနေ့ညနေအားလာကွာကျောင်းချင်းရင်ငါရဲ့အိမ်ကိုလာခဲ့ပါလားငါအိမ်မှာကစားစရာအယုတ်တွေရောမင်းစားချင်တဲ့ဟာပါကာပီဇာရောအများကြီးရှိရကွာနောက်ပြီးငါအိမ်မှာလည်း PC game လည်းရှိရကွာ IPC နဲ့ငါတို့ Roblox တွေရော GTA5 တွေရောစောက်လို့ရတယ်ကွာဘယ်လိုလဲကွာလာမလားဆိုတော့ငါ bro အလုံးရောတစ်ချက်မေးကြည့်ရမှာပဲကွာလာတော့လာချင်ပါတယ်ကွာဟဲ့အောင်တော့မင်းမသွားနဲ့တော့ဟဲ့အောင် Jerry ဘာဖြစ်လို့လဲကွာဘလို့လည်းပြောကြတယ်ကွာမင်းမသိရလူတွေရဲ့အိမ်ကိုမသွားနဲ့လို့ပြောတာလေကွာမင်းမရောက်လားကွာဘလို့လည်းရဲ့စကားနားမထောင်တော့ဘူးလားကွာ Jerry ကငါသိပါတယ်ကွာဒါပေမဲ့လေကွာ Police Spy ကဖိတ်มาတော့လေငါသွားမှာပေါ့ကွာဟုတ်တယ်မလားမသွားဘူးဆိုလဲအားနာတယ်ကွာဟဲ့အောင်ရေးတော့ရင်မင်းဘာတွေလုပ်နေရလဲကွာငါဘလို့လည်းနဲ့မင်းကိုတိုင်ပြောမှာတော့ဟဲ့ဒီပါကွာ Jerry ကလည်းဟုတ်ပြီအေးကွာ Police Spy မင်းကတော့ခုလိုမျိုးအိမ်ကိုဖိတ်တဲ့ဆိုတော့ကျေးဇူးတင်ပါတယ်ကွာဒါပေမဲ့လေကွာငါဘရိုအလွင်နဲ့တိုင်မရအောင်မယ်ကွာဘရိုအလွင်ကငါတို့ကိုမသိရလူတွေရဲ့အိမ်ကိုမသွားနဲ့လို့ငါတို့ပြောထားတာကွာသိလားရောက်တော့ရမင်းကလည်းမသိရမှာမဟုတ်ဘူးကွာတကယ်ချင်းဖြစ်သွားပြီလေကွာငါအိမ်ကိုလာခဲ့ပါကွာတော့ရောက်ချောင်းစင်းဒီပါကွာဟုတ်ပါပြီကွာတကယ်လို့ငါအားတယ်ဆိုရင်တော့လာခဲ့ပါမယ်ကွာတော့ရောက်ပြောရေးစနေចောင်းတော်တက်သွားပြီဆိုတော့လားငါတို့စားသွားနေကြဆိုကွာပြီးမှပဲငါတို့အဲ့အကြောင်းနေဆွေးနွေးကြဆိုကွာ 1 hour later ဟဲ့အောင်တော့မင်းဘာတွေလုပ်နေရလဲကွာဟဲ့အောင်ရောက် Jerry ငါဘာလုပ်လို့မင်းကဘာတွေလုပ်နေလားလို့မေးနေရလဲကွာဟဲ့မင်းကွာဒီနေ့ဘာလို့ Chris Spy နဲ့မင်းတငယ်ချင်းလောက်ခဲ့ရလဲကွာနောက်ပြီးမင်း Chris Spy ရဲ့အိမ်ကိုမင်းသွားမလို့လားကွာကွာမသွားပါဘူးကွာမင်းရလဲဘာဖြစ်လို့လဲကွာဘာဖြစ်ရမှာလဲကွာအဲ့ Chris Spy ကငါ့ကိုတက်ခဲ့ရလေမင်းမမီးတော့လားကွာ
မင်းကငါ့ကိုတက်ခဲ့တဲ့ရန်သူနဲ့တော့မင်းကတငယ်ချင်းလုပ်ချင်တာလား အားရအဲ့လိုမျိုးတော့မဟုတ်ပါဘူးကွာဒီတိုင်းပဲကိုကြီးစပိုင်းနဲ့ငါတို့တငယ်ချင်းလုပ်နေဆိုရင်ငါတို့အရင်ကလိုမျိုးငါတို့သူအနိုင်ကျင့်တာမခံရဘူးလေကွာချယ်ရီယာမင်းရလေကွာဘာဖြစ်ငါတို့တငယ်ချင်းအသေးသေးရောက်ထိုးတာပေါ့ကွာဟုတ်တယ်ပါငါတို့မှရန်သူမရှိတော့ဘူးလေကွာ အေးပါကွာငါဒီအကြောင်းငါဘရိုအလွင်ကိုမင်းကိုတိုင်ပြောပြမယ်ကွာ တိုင်ကွာမင်းကနေမင်းဘရိုအလွင်မကတော့ဘရိုအလွင်အဖေပဲပြောကွာငါတော့ဂယူးမဆိုင်ဘူးကွာငါတော့ကိုကြီးစပိုင်းနဲ့တငယ်ချင်းဖြစ်ရတဲ့တော့ငါတကယ်ပဲဝမ်းသာတယ်ကွာဟာပြောရင်ဆိုရင်တော့ငါအเจ้าမှာတခုမေးကြံခဲ့ပြီတင်တယ်ကွာဟုတ်တယ်ငါရဲ့စောင်းမေးကြံခဲ့ပြီကွာအဲ့တော့ဂျယ်ရီမင်းအေးဟိုအရင်ပြန်နေကွာဟုတ်ပြီလားငါเจ้าမှာစောင်းမေးကြံခဲ့လို့ကွာပြီးမှပဲငါအိမ်ပြန်လာတော့မယ်နော် အော်အေးပါကွာတုံးကလည်းဟုတ်ပြီအဲ့ဒါဆိုတော့ငါအရင်အိမ်ပြန်နေမယ်ကွာမင်းရဲ့အကြောင်းလည်းငါဘရိုအလွင်ကိုတိုင်ပြောလိုက်အောင်မယ် ဒီကွာတိုင်ကလတ်ထိုင်းအဲ့တော့ဂယူးမဆိုင်ဘူးကွာရောက်ကြီးတကယ်ရောက်ကြီးငါတော့သွားပြီကွာ A few moments later. ငါကြီးလေတုံးရဲ့ကျပြန်လာပြီတင်တယ်ဘရိုအလွင်အေးငါဒီမှာကွာငါတီဗီကြည့်နေတယ်အားရဂျယ်ရီပါလားကွာအဲ့ဒါနဲ့တုံးရောဘရိုအလွင်တုံးကစာအုပ်မေးကြံခဲ့လို့တဲ့အဲ့ဒါကြောင့်မလို့ဥဒတိပြန်မရောက်သေးတယ်ကျွန်တော်အရင်ဆုံးပဲဒီအိမ်ကိုပြန်လာခဲ့တာဗျာအော်အေးပါကွာမင်းတို့ကလည်းကွာဒီ2ယောက်လေးရှိတာပါဆိုမှကွာမင်းကလည်းတုံးကိုစောင့်နေမှာပေါ့တုံးကသူ့ကိုမစောင့်နဲ့လို့ပြောတယ်ဗျာအဲ့ဒါကြောင့်ကျွန်တော်အရင်ဆုံးပြန်လာခဲ့တာအော်အေးပါကွာကဲပြောပါအောင်ကွာဒီနေ့ကျောင်းမှာဘာစာရီသင်ခဲ့ရလဲဟမ်ဘာစာရီသင်ခဲ့ရလဲဆိုတော့ကျွန်တော်မေ့သွားပြီဗျာဘရိုအလွင်ကဟာဘာလဲကွာမင်းတို့ကလည်းကျောင်းသွားတာဘာလုပ်နေရလဲကွာဟုတ်တယ်ဗျကျွန်တော်ကြောင်းသွားပြီးတော့အိပ်ပျော်နေရဗျအတန်းထဲမှာဟာအေးပါကွာအတန်းထဲမှာအိပ်ပျော်နေရတယ်မိုင်းလိုက်တော့ကွာမင်းတို့လည်းငါအတိုင်းပဲနော်ဒီပါကွာမင်းတို့လည်းအပြစ်မပြောချင်ငါငယ်ရောလည်းအဲ့လိုပဲကွာအတန်းထဲမှာငါမုံခိုးစားလိုက်အဲ့လိုမျိုးပေါ့အိပ်ပျော်လိုက်နေဘာသာတင်မဲ့ကိုမသိပါဘူးအဲ့ဒါကြောင့်မလို့ပဲငါအမြဲတမ်းအတန်းထဲမှာဆိုအဆင့်က69ပဲရတာကွာသိလားအဆင့်တက်မရအောင်အမြဲတမ်း69ကြီးပဲပေချီစုပေါ့ကွာဒါမဲ့ကွာငါတော့အเจ้าမှာတော့အတော်ဆုံးเจ้าသားမဖြစ်ခဲ့ပြီမဲ့ကွာရုပ်ချောဆုံးเจ้าသားတော့ဖြစ်ခဲ့ပါတယ်ကွာအဲ့ဒါကြောင့်မို့ပဲအเจ้าမှာကောင်မလေးကငါနားလေးဆိုဝိုင်းဝိုင်းလဲနေကိုအလဝင်ဆိုပြီးတော့လေအเจ้าမှာမသိရလို့ဆိုမရှိဘူးဆရာမတွေကစသိရကွာရုပ်အရန်ချောလို့တော့ကြွားရတော့မဟုတ်ဘူးနော်ဘရိုကနေရလဲဗျာဘရိုကနေကြွားနေရဆိုတော့ကျွန်တော်သိပါတယ်ဗျာဒီပါကွာကဲပါဖြစ်ကွာခဏတော့ငါတို့တုံးစောင်းကြစို့ကွာ Meanwhile. ဒီအိမ်မဲဖြစ်တော့ပါတယ်ကွာဟုတ်တော့တယ်ဆက်တော့လမ်းခေါ်ကြည့်လိုက်အောင်မဲ spy မင်းထဲမှာရှိတာတုံးပါကွာ spy အိမ်ထဲမှာရှိတာတကားပို့တော့ဘသူပါလဲလို့တုံးပါလားကွာဟဲ့အောင်ရဘာလဲကွာငါ့အိမ်ကိုလဲလာလားအေးကွာဟုတ်တယ်ကွာမင်းကျောင်းစင်းရင်မင်းအိမ်ကိုလဲလာလို့ပြောလို့ငါလာလေကွာအေးပါကွာဒါနဲ့ Jerry မပါလာဘူးလားကွာမင်းညီလေး Jerry လေJerry အကောင်ကြောင့်ပြောမနေပါနဲ့ကွာ Jerry ကမင်းနဲ့ငါနဲ့တငယ်ချင်းဖြစ်တာကိုသိပြီးတော့မကြည်နဲ့တဲ့ပုံပဲကွာဘာလို့လဲတော့မသိပါဘူးကွာအေးပါကွာထားလိုက်ပါတော့ကွာကဲလာလေကွာရောက်တော့ဒီငါ့ရောလဲလာရေဆိုတော့ငါအိမ်ထဲမှာဘေးကိုပြစရာကြီးအများကြီးရှိရကွာလာအိမ်ထဲဝင်လေဟုတ်ပြီကဲရရေးသူကြီးဒါငါအိမ်ပဲကွာဘယ်လိုလဲကွာမိုက်တယ်မလားဝါးဟိုရောက် spy မင်းအိမ်ကတော်တော်မိုက်တာနော်ပချေကြီးပဲကွာတော်တော်ခမ်းနားထဲဝါတာပဲကွာ Oh my god ဒီမှာဆိုလဲပချီကားချက်တယ်ရောကွာဟာရောတော်တော်မိုက်တယ်ကွာဟဲ့မင်းကြီးအေးကွာဒါငါတခင်ငါအတွက်စောက်ပြီးသားအေးကွာကြားရလားဟာရောကြိုက်တာဘောကွာတော်တော်မိုက်တယ်ကွာဘရိုအလွင်အိမ်နဲ့တခြားစီပဲကွာအေးကွာရောဒီသူရင်မင်းငါရောလေလာတော့လာခိုင်းဒီမှာမင်းတို့ငါဟပါကာရီရောပေါင်းစီရောဝယ်ထားတယ်ကွာမင်းကြတော့စားဟာလား Oh my god ဟုတ်တာပဲကွာဒီမှာငါအကြိုက်ဆုံးဟပါကာရီရောဟိုပေါင်းစီရောကွာရစားလို့ရပါတယ်နော်ရစားလို့ရတာပေါ့ကွာမင်းကငါတငယ်ချင်းပဲလေကွာမင်းကြိုက်တာစားကွာ